星期一等您了，星期二应该，星期三不打呼，星期四加了不对，星期五到家，星期六生日，星期天等您过来，大妈莫因，星期日等您过来，星期天等您了，星期二应该，星期三不打呼，星期四加了不对。星期五到家，星期六生日，星期天等您过来，大妈莫因，星期日等您过来。အခုရွက်သူရလာတွေလေ့လာရအောင် Chinese ဘယ်လိုခေါ်မလဲဆို January တလနလကျွန်တော်တလ12လအထိကျွန်တော်တလနလဆိုရင်ဒီ12လအထိနော်အတူကောက်ပြောမှဆိုရင်ဒီ January တို့ဘာတော့မပြောဘဲနဲ့တလနလ3လ5လ6လ9လ10လ9လ10လ17 12လအထိရှိတယ်အဲ့လိုပဲရွက် January ရွက်တလပန်း2月2လပန်း3月3လပန်း4月4လပန်း5月5လပန်း6月6လပန်း7月9လပန်း8月10လပန်း9月9လပန်း10月ဘာဖြစ်မလဲ10ဆိုတော့10ဆိုတော့10လပန်း11月ဆို17လပန်း12月12လပန်းဒီမှာဒီ月လမှာလွယ်နော်ဒီထဲမှာရွက်ကနောက်ဆုံးမှာကပ်ပါလာပြီးမှဒီရှေ့မှာကျွန်တော်တို့တလပန်းဆိုရင်1ဆန်းစအဲ့ဒါထည့်လိုက်ရင်အလွယ်ဆုံးပဲ1ဆန်းစထည့်လိုက်မယ်ဆိုရင်အဲ့ဒါတွေ1ဆန်းစထည့်လိုက်ရင်ကျွန်တော်ဒီမှာရွက်ကိုနောက်မှာထားပြီးမှဒီမှာ1ဆန်းစထည့်လိုက်ရင်ကျွန်တော်လေးလေးပဲအဲ့ဒါတွေပဲမှတ်ထားမယ်ဒီ1ဆန်းစရပြီဆိုရင်ဒီရွက်ကိုရသွားပြီလေးလေးပဲ